မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုစိုက်ပြီးသုံးအားစီလောကမှာတောင်သူတွေလူသိနေသေးတဲ့ကျွန်တော် biostimulant တမျိုးအကြောင်းမိတ်ဆက်ပေးခြင်းပါတယ် PGR လို့လည်းခေါ်တယ် PGR ဆို Plant Growth Regulator ပေါ့နော်သူကတဘာဝအားစီပါသူ့ကို Triacotanol လို့ခေါ်တယ်Triacotanol ဆိုတာကျွန်တော်တို့အပင်တစ်မျိုးကနေပြီးတော့ထုတ်ယူလို့ရတဲ့သဘာဝအားစီးပါဘယ်လိုပင်မျိုးတွေရနိုင်လဲဆိုရင်ကျွန်တော်တို့ဒီ alfalfa လို့ပဲရိုင်းပင်မျိုးကနေရတယ်နောက်ဒီပြောင်းလို့ကြံတို့ဟင်းဒီကျွန်တော်တို့ဒီနှာစားပင်တွေကနေရတယ်ပေါ့နော်တခြားသောအပင်တွေကလည်းနည်းနည်းစီရှိတတ်တယ်သို့တော်ညာလည်းပဲဒီ alfalfa ပင်က Triacotanol ပို့ပြီးတော့ပါတယ်ပေါ့နော်အဲ့ဒီအပင်ရဲ့အိတ်ဆွဲဆိုတာကျွန်တော်တို့အပင်ညှစ်ရည်တော့မဟုတ်ဘူးဒီအရွက်ရဲ့ဒီဖျောင်းလွှာကနေပြီးတော့ထုတ်ယူရတဲ့ဟာမျိုးပေါ့နော်အဲ့လိုတဘာဝရတဲ့အားစီးမျိုးဟို Triacotanol လို့ခေါ်တယ်ပေါ့နော်သူကဘာလုပ်ပေးရလဲဆိုရင်အပင်ရဲ့ဒီအပင်ပိုင်းကြီးထွားမှုတွေအမြစ်ပိုင်းကြီးထွားမှုတွေအပင်ရဲ့ဇီဝကမ္မကိုဒီ stimulate လုပ်ပေးတာပေါ့နော်မြင့်ပေးတာဘယ်လိုအခြေအနေမျိုးကိုမြင့်ပေးရလဲဆိုရင်အပင်ရဲ့ဖိအားများတဲ့အချိန်ပေါ့ရေနစ်တာမျိုးရေခမ်းချောက်တာမျိုးเนาะဒီအပင်ရဲ့ဒီပေါင်းသက်စီးလောင်တာမျိုးအပင်မိုးသက်စီးပိုးသက်စီးဖြန်းများသွားတာမျိုးမှားသွားတာမျိုးရေငတ်တာမျိုးမိုးခေါင်တာမျိုးစသဖြင့်အပင်ရဲ့ဟာလာအားနည်းနေတဲ့အချိန်မြည်သည့်အကြောင်းနဲ့ပဲအားနည်းနေအပင်ရဲ့ဖိအားများနေအဲ့လိုအခြေအနေမျိုးမှာ recover ပြန်ဖြစ်ဖို့အဲ့ဒါအပင်ကိုအားဖြည့်ပေးတာပါအဲ့ဒါအပင်အသီးဥပိုင်းအားလုံးကိုအဲ့ဒါအချိန်ခါမရွေးအပင်ကိုအားဖြည့်ပေးတာပေါ့နော်သူဈေးဝယ်ထဲမှာတော့ up လို့ခေါ်တယ် PGR မျိုးပေါ့နော်ကျွန်တော်တို့စောင်းပါတစ်ပုဒ်တောင်ရေးဘူးပါတယ်ဒီ up ဖြင့်အသက်ဆက်ပါဆိုတာလူသိနေသေးလို့အဲ့တော့တဘာဝအားစီးလည်းဖြစ်တဲ့အတွက်ကျွန်တော်များသွားလို့လောင်သွားတာမျိုးလည်းမရှိဘူးဆေးဖြန်းမားရင်ပေါင်းသက်ဆေးဖြန်းမားရင်အပင်နာရင် recover ဖြစ်အောင်ဖြည့်စည်းအနေနဲ့သုံးလို့လည်းရတယ်ပေါ့နော်အခုလိုမိုးခေါင်တဲ့အချိန်မှာအပင်မတက်တဲ့အခါမျိုးမှာလည်းပဲအားစီးနဲ့တွဲဖြန်းလို့ရတယ်ဘယ်အားစီးဘယ်မိုးစီးနဲ့တွဲလို့ရတယ်ပေါ့နော်ဒါလေးကိုမိတ်ဆက်ပေးတာပါ Triacotanol လို့ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်